အားလုံးပဲမင်္ဂလာပါဒါကတော့ထထမိုးတို့သားမီးရဲ့ကြံကြားနေမြင်မှုလေးပဲဖြစ်ပါတယ်ကြံကြားလေးပေါ့နော်ထိတ်တန်းရွှေပေရင်တဲ့အဲ့ဒီစိတ်ရွှေရတနာဆိုင်အတွက်ကြော်ညာလေးတွားရိုက်ပြီးရပေါ့နော်ထထမိုးကအရင်မဝါဘူးဝါတုံနေတာရုပ်ပြက်စင်းပြက်ကြီးဝါနေတာမဟုတ်ဘူးနော်သူကလာမြင်လာနေတာစလုံးဒီတက်ကလေးကတော့စစ်ဖို့ကောင်းတော့ဗျာချစ်စရာလေးအရင်လူလေးဆိုဒီဆိုင်လွမ်းမေတ္တာမိုးတို့ရဲ့သမီးလေးစလုံးဒီထက်ဒါဗျာလေးပေါ့ဗျာချစ်စရာမေလိုဒီတို့ကပါတာပဲYeah, you switch things up, now you seem brand new to me. But was that even for? Was you playing your games? Was you really bored? No. ကပြီဗျာ I really should've known. စလုံးလေးကတတ်တာ Till we hit a red light, then I see the signs. Oh, after all that time, this is it for ဒီ me. မျက်နှာသူပေကိုသွားပြီးတော့ဆွင်ပေနဲ့တော်တော်ဆင် Love was real, but it never was. Now you can't decide. ထိတ်တန်းရွှေပေရင်စိတ်ရွှေရတနာဆိုင်မာပြာလည်းပဲစိတ်ရွှေရတနာဆိုင်ရဲ့ပိုးချက်ပါ After all this time, this is it for us. After all this time, this is it for us. Oh, I really should've known. Be with anyway till we hit a red light. ချစ်စရာ Then I လေး see ဗျာ the side. Oh, after all that time, this is it for us. You don't wanna try. ကျွန်တော်တို့ကတော့ကြံရေးမဆိုတာ6နှစ်လောက်ရှိပြီပေါ့ Now you can't decide. 2019ပုံမှန်ကြီးကလေးက2019 12လပိုင်းကလေးကမလေးရှားကိုရောက်တာဆိုတော့ခု2025 6နှစ်လောက်ရှိပါပြီတိတိကျကျကို6နှစ်ပေါ့နော်ကြံရေးမဆိုတာ6နှစ်ရှိသွားပါပြီမလေးရှားမှာလည်းကြံဆိုတာတစ်ခါမှမလဲဘူးအားလုံးကျေးဇူးတင်ပါတယ်